တော်တိုင်းမှာတော်တိုင်းကြကျွန်တော်မပြောဘူးဗျခုလိုရဲဘော်တွေအများကြီးထိလိုက်ကြတော့ဘလူတွေကျွန်တော်တို့နော်ထောက်ပံ့မှုတွေလူတွေများများသက်သက်လုပ်ပေးတယ်ရဲဘော်တွေကြောက်သွားတယ်ဟုတ်တယ်နော်တော်တိုင်းမှာတော်တော်များများကြောက်ကုန်တယ်တော်တိုင်းအစနေခုရင်ဒီရဲဘော်တွေတစ်ဖြည်းဖြည်းဖြွေခဲ့တယ်တစ်ဖြည်းဖြည်းကြောက်ဆုံးခဲ့တယ်လူမှကျွန်တော်တို့ဟုတ်မလားရေးရအရာရောက်ဘူးမှမလုပ်ပေးကြအောင်ရဲဘော်တယောက်ကြောက်ဆုံးသွားရင်ဟုတ်ပြီကျွန်တော်တို့အမိုးဆုံးကတင်တွားရသွားနိုင်ရှိတယ်အမေအမိုးဆုံးမှာရဲဘော်တယောက်ရဲ့အချိုးခံပါခွင့်ဒီဟာလေးတစ်ခုပဲရလိုက်တယ်ဆိုတော့အရာတစ်ခုလေးထင်နေဖို့စိတ်ရတော်တော်ဒီမှာတော်တော်ရင်းမှာချိုးလူတွေပြောချင်တယ်တော်လိုင်းရုပ်ဒီကရှေ့ဆက်သွားနေတယ်ရဲဘော်တွေအတွက်ကိုမဲကြည့်ဖို့လိုအပ်နေပေးစားနေရတာအတက်တွေပြစက်တွေငက်တွေမဟုတ်ဘူးခုလိုမားပါတဲ့အရာဆိုရင်ဒီရဲဘော်တွေအတက်ကိုပြန်ခေါ်ပြီးလို့လည်းမရဘူးတော်ရင်မှရဲဘော်တယောက်ချပါရင်တော်တော်လေးစိတ်ဓာတ်တွေကြာစင်းစီတယ်အဲ့ဒါတွေနားလေတာခုချိန်ဒီ line ပေါ်မှာအချင်းချင်းစောက်စကားတွေများနေကြတော့မြေပြင်မှာရဲဘော်တွေဖြည်းဖြည်းကျွေနေကြကြတော့ခင်ဗျားတို့မမြင်ကြဘူးဘယ်ဖွဲ့ကဘယ်နှယောက်ကြာသွားပြီကျွန်တော်ဖွဲ့ကတော့ဘယ်နှယောက်ကြာသွားပြီတချို့အရာလေးကြာရင်ရဲဘော်တွေဒီမှာအလောင်းမရပဲနဲ့ကျွန်တော်တို့မိသားစုဆန်ဝိဇ္ဇုံတဆုံတပ်ပုံလေးနဲ့အလံနဲ့မိသားစုစီကိုကျွန်တော်တို့ကြာသွားတဲ့အကြောင်းအတိမတ်ပြုရတာရှိတယ်ဗျတော်တော်ရင်နာဖို့ကောင်းတယ်ဗျာတော်လာရင်မှာအညာမှာတုံမီနဲ့သွန်းလာခဲ့တော့လောက်ကြီးပြဿနာမများခဲ့ဘူး